အမျိုးသမီးတူဟာကားတစ်စီးငှားလိုက်ပါတယ်။သူမဟာပင်ပန်းနေတာကြောင့်နောက်ခန်းမှာမျက်လုံးမိတ်တီခဏနားနေခဲ့ပါတယ်။အစပိုင်းမှာတော့ grade ရောက်ဘာမှထူးထူးခြားခြားသတိမထားမိခဲ့ပါဘူး။ဒါပေမဲ့မကြခင်မှာပဲဒါဟာသူမခေါ်ထားတဲ့ကားမဟုတ်မှန်းသိလိုက်ရပါတယ်။သူမကားဆရာကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ level မှာသွေးတွေပေးချမ်းနေတာကိုတွေ့လိုက်ရလို့ grade ရောက်အရန်ကိုထိတ်လန့်သွားပါတယ်။ကားဆရာကကားကိုရုတ်တရက်ရပ်လိုက်ပါတယ်။ grade ကကားပေါ်ကနေဆင်းပေးဖို့ကြိုးစားပေမဲ့ကားဆရာကသူမရဲ့ပါးစပ်ကိုပိတ်လိုက်ပါတယ်။ grade ကအတင်းအဓမ္မပြန်လဲခုခံပေမဲ့မအောင်မြင်ခဲ့ပါဘူး။မကြခင်မှာပဲသူမသတိလစ်သွားခဲ့ပါတယ်။ကားဆရာကသူမကိုတခုခုလုပ်ဖို့ကြံစီနေတာပါ။အဲ့ဒီနောက်မှာတော့ကားဆရာကသူမနောက်ကိုထက်ချက်မကွာလိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲဒီမန်တကောင်ဟာတားကောင်ရှာနေခဲ့ပါတယ်။သူဟာအသေးအံအကူအညီလိုနေတဲ့လူတွေကိုရှာဖွေတတ်ပြီးသူတို့ရဲ့စံတတွေကိုဖြည့်ဆည်းပေးကအပြန်အလှန်အနေနဲ့သူတို့ရဲ့ဝိညာဉ်တွေကိုတင်ယူတတ်သူပါ။အဲ့ဒီဒီမန်ဟာ Grey ရဲ့ကြောက်ရွံ့မှုကိုချက်ချင်းအာရုံခံမိသွားပါတယ်။သူက Grey ရှိတာဘက်ကိုကြည့်လိုက်ပါတယ်။ Grey တယောက်အသေးအံထွက်ပြေးနေတော့မှတဲ့ဒီမန်ကသူမရှိမှရုတ်တရက်ပေါ်လာပါတယ်။ Grey အံ့ဩသွားရတာကဒီလူဟာသူမရဲ့ blind date မှာတွေ့ဆုံခဲ့တဲ့သူဖြစ်နေလို့ပါတယ်။နောက်ကနေကားဆရာကလိုက်လာပြီးဖြစ်လို့သူတို့နှစ်ယောက်ပေါင်းချက်နေရလားလို့သူမခဏတော့တန်တရားဝင်မိပြီမဲ့ဒီမန်ဟာလူဆိုးတကောင်မဟုတ်ဘူးလို့သူမခံစားလိုက်ရပါတယ်။ကားဆရာကပိုနီးကပ်လာတာကိုတွေ့တော့ Grey က Demon စီအမြန်ပြေးသွားပြီးအကူအညီတောင်းပါတယ်။သူမရဲ့အသေးအတန်ဖြစ်နေတဲ့စိတ်အခြေအနေက Demon ကိုစိတ်လူချသွားစေပါတယ်။ Demon ကသူမကိုစာချုပ်တစ်ခုလက်မှတ်ထိုးဖို့ပြောပါတယ်။ Grey ကဘာစာချုပ်လဲလို့မေးပေမဲ့ Demon ကရှင်းပြဖို့အချိန်မရှိဘူးလို့ပြောပြီးထွက်သွားဖို့ပြင်ပါတော့တယ်။ မိစ္ဆာဟာသူ့ရဲ့အစီအစဉ်အလို့ဖြစ်နေပြီဆိုတာသိလိုက်တဲ့အတွက် Grey ရဲ့ပြဿနာကိုအရင်ဆုံးရှင်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာကားဆရာရှိရာကိုရှောက်သွားပြီးနှစ်ယောက်သားတိုက်ခိုက်နေကြတော့မှပဲ Grey ဟာကားပေါ်ကိုအမြန်တက်ပြီးမောင်းပြေးဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာပဲကားဆရာဟာကားမှန်ပေါ်ကိုလွင့်စင်သွားခဲ့ပါတယ်။မိစ္ဆာဟာ Grey ရှိရာကိုဖြည်းဖြည်းချင်းရှောက်လာတဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေဟာအနီရောင်အဖြစ်တောက်ပါနေပါတယ်။ Grey တယောက်အရန်ကိုထိတ်လန့်သွားပြီးတရားပြီးမှသွားပုံးနေပေမဲ့မိစ္ဆာကသူမကိုရှာတွေ့သွားပါတယ်။သူဟာစာချုပ်လက်မှတ်ထိုးဖို့အတွက် Grey ကိုဆွဲတင်မှုလက်ကမ်းပေးလိုက်ပါတယ်။သူတို့နှစ်ယောက်ရဲ့လက်ချင်းထိတွေ့လိုက်တဲ့ခဏမှာပဲမိစ္ဆာရဲ့လက်ကဝတ်က cross ပုံတက်တူးလေးဟာရုတ်တရက်အလင်းရောင်တွေတောက်ပါလာပါတယ်။အဲ့ဒီအချိန်မှာပဲကားဆရာကသူတို့စီကိုကားနဲ့အရှင်ပြင်းပြင်းမောင်းဝင်လာပါတယ်။မိစ္ဆာဟာကားကိုတားဆီးဖို့သူ့ရဲ့မော်ဆွိုင်းကိုတုံးပြီးလက်ဖြောက်တီးလိုက်ပြီးမြဲသူ့ရဲ့ဆွာနာတွေပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။လက်ဝါးကတိုင်ကထွက်ပေါ်လာတဲ့အလင်းတိုင်းကသူ့ကိုတုံလွတ်ပါစေသလို Grey ကလည်းကြောက်လန့်တကြားနဲ့လက်ကိုလွတ်လိုက်ပါတယ်။ Grey ကိုကယ်တင်ဖို့အတွက်မိစ္ဆာဟာရေထဲကိုခုန်ချလိုက်ပါတယ်။ Grey ကအရင်ဆုံးသတိပြန်လည်လာပြီးကန်းချေကိုသူမဘာသာကူးသွားလို့ရပြီမြဲမိစ္ဆာကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မိစ္ဆာကအရန်လေးလွတ်နေတဲ့အကြောင်းသူမအစွမ်းကုန်ကြိုးစားပြီးမြဲဆွဲတင်လို့မရခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲမိစ္ဆာရဲ့လက်ကဝတ်ကလက်ဝါးကတိုင်တက်တူးလေးဟာဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး Grey ရဲ့လက်ကဝတ်စီကိုကူးပြောင်းသွားပါတော့လေ။အဲ့ဒီနောက်မှာတော့ Grey လည်းသတိလေးသွားခဲ့ပါတယ်။ Grey ပြန်နူးလာတဲ့အခါမှာတော့သူမဟာကန်းချေကိုရောက်နေပါပြီ။မိစ္ဆာဟာသူ့ရဲ့လက်ကဝတ်ကိုကြည့်လိုက်တယ်လို့ Grey လည်းလက်ကဝတ်ကိုလည်းကြည့်လိုက်ပါတယ်။ရွှေရောင်အလင်းတန်းတစ်ခုဖြတ်တန်းသွားပြီးလိုင်းလုံးဒီကြောင်ပေါ်လာတဲ့ရေစက်ကလေးတွေဟာလေထဲမှာတင်အေးခဲရပ်တန်းသွားပါတယ်။ထွက်ပေါ်လာတဲ့နေမင်းကြီးရဲ့အလင်းရောင်နဲ့ရေစက်ကလေးတွေကြားမှာသူတို့နှစ်ဦးဝင်းရံချင်းခံထားရပါတော့တယ်